ဝေလန်းချောင်းကို၄-၅ခုထားကျင်တဲ့သူတွေအရင်နေ့တောင်းကနန်းလောက်နဲ့စီးပွားရေးစကျင်တဲ့သူတွေအိမ်မှာနေပြီးတော့ work from home လုပ်ချင်တဲ့သူတွေရှိရင်ဒီဗီဒီယိုဆောင်းအောင်ကြည့်ပါဒီနေ့မှာတော့နီနီကိုအမေအများဆုံးအိမ်မှာနေပြီးတော့အလုပ်လေးတစ်ခုလုပ်ချင်တယ်ပတ်စံခန်းတိဆောက်ချင်တယ်ဘာတွေလုပ်လို့ရမလဲမိကွင်းရဲ့အဖြစ်ကိုဒီမှာ idea လေးတွေနဲ့လာပြီးပြပေးတာပါအခုလက်ရှိမြန်မာပြည်မှာဆယ်လီရောမဆယ်လီရောလောက်ကင်နေကြတဲ့အရန်ကိုအလုပ်ဖြစ်နေတဲ့ငွေဝင်အရန်ကောင်းနေတဲ့စီးပွားရေးနံပါတ်1စီးပွားရေးကိုပြောပါဆိုရင်အစားအသောက်နဲ့လူသုံးကုန်တွေပဲဖြစ်ပါတယ်အဲ့ဒီမှာနံပါတ်1ပြေးနေတဲ့လုပ်ငန်းကတော့အင်ချစ်ဟင်းအစားအစာတွေကိုရောင်းချတဲ့လုပ်ငန်းတွေပါအလုပ်များတဲ့သူတွေအပူပေးရုံနဲ့စားလို့ရတဲ့ ready to eat ဟင်းတုပ်တွေမိုးဟင်းကားတို့စားတဲ့အစားအစာတွေကိုအစင်းသင်းစားရုံပဲနှွေးစားလိုက်ရုံပဲအဲ့ဒီဟင်းတုပ်တွေကိုထုတ်လို့ရောင်းချနေတဲ့လုပ်ငန်းတွေဒီနိုင်ငံကျော်ငါးကျော်ချမောင်ကျော်မကြီးသီးကျော်ပြီးတော့မာလာဟင်းအနှစ်ထုတ်တွေအများကြီးထုတ်လို့ရောင်းချလို့ရတယ်စိတ်သားကြောက်ဖုတ်တို့ငချောက်ဖုတ်တို့တင်စားအစားအစာတွေအများကြီးထုတ်လို့ရောင်းချလို့ရတယ်အကျော်တွေဆိုရင်လည်းအာလူးကျော်ကစုံဦးကျော်ပိန်းဦးကျော်အများကြီးကိုဒီဇိုင်းနဲ့ကိုထုတ်လုပ်ပြီးရောင်းချလို့ရတယ်ဒါနံပါတ်1စီးပွားရေးနောက်နံပါတ်2ကကျန်းမာရေးနဲ့ detach ဖြော်ရေးတကြားရှောင်ပြီးတော့ဝိတ်ချခြင်းတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ထုတ်လုပ်တဲ့အစားအစာတွေဥပမာဒီမှာစီးပွားရေးဈေးကွက်မှာအလုပ်ဖြစ်နေတဲ့အတီးကြောက်တွေကိုလက်ဖက်ရည်ပုံစံမျိုးတောက်ရင်တဘာဝရတာဆက်စင်နဲ့ဝိတ်ချလို့ရမယ်တကြားမပါဘူးစိုးစိမ့်မပါတဲ့အတွက်ကျန်းမာရေးတွေနဲ့ညီညွတ်မယ်ဆိုပြီးတော့ထုတ်လုပ်ရောင်းချနေတဲ့လုပ်ငန်းတွေလည်းနံပါတ်2နေရာမှာအလုပ်ဖြစ်နေတယ်နောက်နံပါတ်3ကတော့ဒေတာထွက်ကုန်တွေကိုပြန်ထုတ်ဖို့ရောင်းချတာနေထွက်လက်ဖက်ကော်ဖီအခွန်မာသီးတွေ quality ကောင်းကောင်းနဲ့ packaging ကိုလှလှလေးသုံးပြီးတော့ရောင်းချလို့ရတယ်ရှမ်းဆိုရင်လည်းရှမ်းဒီဒေတာထွက်နင်နီတို့မကွေးဆိုရင်မကွေးပဲစီတန်းမြေပဲယိုနှမ်းယိုစတာတွေကိုထုတ်လုပ်ပြီးတော့ရောင်းချလို့ရတယ်နောက်နံပါတ်4စီးပွားရေးအိမ်တွင်းသုံးတန်ရှင်းပစ္စည်းတွေထုတ်လို့ရောင်းချတာဆက်ပြာစီဆက်ပြာမှုတ်အဝိတ်လျှော်ရည်တို့ကိုယ်တိုင်ဖော်ဆက်ပြီးတော့ကိုအိမ်နီးနားချင်းရက်ရွာပြီးတော့ကိုယ့်ရဲ့ဘေးပတ်လည်ကိုဆိုင်တွေကိုကိုယ့်ရဲ့တစ်စိတ်လေးတွေရိုက်နှိပ်ပြီးတော့ဆိုင်တွေမှာတွင်းပြီးတော့ရောင်းချလို့ရတယ်။ online ကနေလည်းရောင်းချလို့ရတယ်။နံပါတ်2က digital နဲ့နည်းပညာကိုအခြေခံပြီးတော့လုပ်လို့ရတဲ့လုပ်ငန်းတွေ။ဥပမာထိုင်းတို့ဘာတို့မှလည်းဆိုရင်တော်တော် short တွေဆိုရင်အရန်ကိုအလုပ်ဖြစ်တယ်။ပစ္စည်းကိုကိုယ်တိုင်ဝယ်စရာမလိုဘဲနဲ့တခြားသူရှင်မှာပစ္စည်းကိုဗီဒီယိုရိုက်ပြီးရောင်းတာ commission စားလို့ရတယ်။ဒီမှာလည်း Facebook တို့တော်တို့မှာကိုယ့်ရဲ့တိုင်းရှင်မှာပုံလေးတွေဗီဒီယိုလေးတွေယူပြီးတော့ကြော်ညာပြီးတော့ရောင်းချပြီးတော့ commission စားလုပ်လို့ရပါတယ်။အဲ့ဒါကနံပါတ်2ကနံပါတ်5တော်တော် short creator တွေFacebook တွေမှာပုံလေးတွေတေချာပြနေတယ်ဆိုရင်အလုပ်ဖြစ်နေတဲ့စီးပွားရေးပါ။နောက်နံပါတ်6က AI ကိုတေချာလေးသုံးတတ်တဲ့လူငယ်တွေအတွက်AI tool တွေကိုသုံးပြီးတော့ logo poster ပုံမြင်စာအုပ်တရုပ်ဖော်တွေဒီလို designer တွေရဲ့ပုံတွေအဲ့လိုရေးဆွဲခြင်းတွေကလည်းအခကျင်းငွေယူပြီးတော့ income တစ်ခုနဲ့လုပ်လို့ရပါတယ်။နောက်နံပါတ်9ကတော့ video edit အရန်ကိုအလုပ်ဖြစ်တယ် video edit လုပ်လို့ရုံနဲ့တနေ့ကိုသိန်းကို10ချီရာချီရှာနေတဲ့ကလေးတွေအများကြီးရှိပါတယ်။တော်တော်မဟုတ် YouTube တို့အတွက် video အတိုလေးတွေကိုဖုန်းနဲ့တီးဖြတ်ပေးတာကလည်းဝင်ငွေကောင်းနေတဲ့စီးပွားရေးလုပ်ငန်းတွေရဲ့တစ်ခုပါ။အခုလက်ရှိမြန်မာပြည်မှာဆိုလို့ရှိရင်လည်းဒီလုပ်ငန်းနဲ့ရပ်တည်နေတဲ့လူငယ်တွေအများကြီးရှိပါတယ်။အရန်လည်းအခုချိန်ဒီအလုပ်ဖြစ်နေသေးပါ။နောက်နံပါတ်8ကတော့ home design တွေပြင်တာ home design မှမဟုတ်ဘူး sign design တွေရေးဆွဲပေးတာအများကြီးကိုကကျွမ်းကျင်ဒီပညာကိုကျွမ်းကျင်တဲ့လောက် AI သုံးပြီးတော့လည်းပြင်ပေးလို့ရတယ်။နောက်နံပါတ်9ကကြတော့ game streamer တွေအတွက် game ဆောင်နေပြီးတော့ပိတ်သက်တွေစီက star ယူတာတွေ sponsor လက်ခံတာတွေsuper chat တို့ super sticker တို့ရပြီးတော့လုပ်လို့ရတယ်အခုဒီမှာပြထားတဲ့ game ဆိုလို့ရှိရင်လည်းအခုလက်ရှိမြန်မာပြည်မှာ30ကနန်းရာကနန်းဗီဒီယိုလေးတွေရိုက်တင်ပြီးတော့ရနေတဲ့ game ဆိုပြီးနာမည်ကြီးနေတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပဲဒါတွေဆိုလို့ရှိရင်လည်းအရင်နှီးမလိုပဲနဲ့ဖုန်းလေးတစ်လုံးရှိုံနဲ့လုပ်လို့ရတဲ့စီးပွားရေးလုပ်ငန်းတွေကတစ်ခုပဲဖြစ်တယ်သုံးကပညာရေးနဲ့အကြံပေးလုပ်ငန်းတွေဘာသာစကားဝိုင်းသင်ခြင်းအခြေခံအင်္ဂလိပ်စာကိုရီးယားစာဂျပန်ဘာသာစကားတွေကို online ကနေ Zoom class တွေဖွင့်ပြီးတော့သင်ကြားပေးတာအခုလက်ရှိနိုင်ငံခြားထွက်ချင်တဲ့လူတွေကိုရီးယားဆိုရင်လည်းကိုရီးယားဂျပန်ဆိုလည်းဂျပန်အခြေခံအရန်အခုကလေးတွေကစာမိဘတွေကအလေးထားပြီးသင်ပေးနေတဲ့ဒီ Zoom class တွေဖွင့်ပြီးတော့ဘာသာစကားသင်ပေးတဲ့လုပ်တွေကလည်းအရန်လုပ်ဖြစ်နေတယ်နောက်နံပါတ်7ကတော့ soft skill trainerစကားပြောနည်းသင်တန်းတို့ခေါင်းဆောင်နည်းသင်တန်းတို့အချိန်စီကံမှုသင်တန်းတို့ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သင်တန်းတို့စတဲ့သင်တန်းတွေကိုဖွင့်ပြီးဖွင့်လို့ရတယ်။နောက်နံပါတ်7ကပြပကျောင်းလျှောက်နိုင်ငံခြားကျောင်းသားကျင်တဲ့သူတွေအတွက်ပြင်ဆင်ပေးတာတွေလမ်းညွှန်ပေးတာတွေအတွေ့အကြုံတွေကျောင်းတွေ
အဲ့ဒါတွေကိုချိန်ပေးပြီးတော့လုပ်လို့ရတဲ့နံပါတ်12ကပြည်ပကျောင်းလျှောက်အကြံပေးလုပ်ငန်းပဲဖြစ်ပါတယ် money တို့ money change တို့ပြည်ပကျောင်း agency တွေထောင်ပြီးတော့တွဲပြီးအများကြီးစီးပွားရေးတွေလုပ်လို့ရတဲ့လုပ်ငန်းပါအဲ့တော့လက်မှုပညာနဲ့ဝါသနာနဲ့ဆိုင်တဲ့လုပ်ငန်းတွေအခုလက်ရှိဖေဝိုင်းတဲ့နီးပြီဆိုတော့ customer gift တွေလုပ်တာတွေနာမည်ထိုးထားတဲ့ခေါင်းအုံးတို့ခွတ်တို့တောချိတ်တို့ဖန်တီးပြီးရောင်းချတာတွေချစ်သူများနေဆိုလို့ရှိရင်လည်းတပ်ပုံ Evan တွေကိုယ့်ရဲ့မွေးနေ့ date တွေစတာတွေကိုလက်ဆောင်ပေးပြီးတော့ပန်းစီတို့ချောကလက်တို့မွေးပတ်စံပန်းစီတို့မွေးနေ့ကိတ်တို့စတာတွေနဲ့တွဲပြီးတော့အများကြီးလုပ်လို့ရတယ်ခုခေတ်ကောင်းမလေးတွေကစအများကြီးအလုပ်ဖြစ်နေတဲ့လုပ်ငန်းဆိုလည်းဟုတ်တယ်နောက်နံပါတ်15ကျတော့ချီထိုးပစ္စည်းချီထိုးအိတ်တို့အယုတ်တို့ကလက်တို့ပန်းစီတို့အများကြီးထိုးလို့ရတယ်အင်ကြီးအနွေးတဲ့ဆွဲတာကိုရဲ့ handmade ကိုလက်ရပုံမူတည်ပြီးတော့ဈေးကိုကြိုက်ဈေးတင်ပြီးတော့ရောင်းချလို့ရတယ်အခုအဲ့ဒီအလုပ်ဆိုလို့ရှိရင်လည်းဒီ handmade နဲ့ပတ်သက်ပြီးတော့တက်တော့မှနာမည်ကြီးနေတဲ့အမတယောက်ဆိုလို့ရှိရင်လည်းပတ်စံအိတ်တွေကိုသူကဒီချီထိုးပြီးတော့ရောင်းချတာငွေဆိုလို့ရှိရင်တလားသိန်းကိုရာကနန်းရှာနေတာသူဆိုလို့ရှိရင်လည်းအရန်ကိုအလုပ်ဖြစ်ပြီးတော့ဝင်ကောင်းတဲ့ထဲမှာပါတယ်မာကတိကိုလည်းတေချာလေးလုပ်တတ်မယ်ဆိုရင်ဒီလုပ်ငန်းကလည်းအင်ရှင်မတွေအတွက်အရန်ကိုအလုပ်ဖြစ်ပြီးတော့ငွေဝင်ကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုနောက်နံပါတ်16အပင်ပြိုးခင်းနေအများကြီးအပင်နဲ့ပတ်သက်တာတွေကိုဝါသနာပါတဲ့အပင်ကိုနားမှာပြိုးကလွယ်တဲ့အပင်စားတောက်တဲ့အပင်ကစားအလှပထားတဲ့အပင်ဆုံးအများကြီးစိုက်ပြိုးပြီးတော့ရောင်းချလို့ရတယ်ကိုကပန်းဝလလေးတွေဝယ်မယ်ကုမ္ပဏီဆိုလဲကုမ္ပဏီမှာထားမဲ့အပင်ဒါမှမဟုတ်လို့ရှိရင် channel မှာဆိုလဲ channel မှာထားမဲ့အပင်တွေအခုသိန်းကိုရာရှိလောက်ဖြစ်နေတဲ့အပင်တွေဆိုလို့ရှိရင်လည်းအရန်ကိုကြိုက်တဲ့အထက်မှာနေတို့တောင်မှအရန်ကြိုက်တယ်အဲ့လာတွေကဘာတွေလဲဆိုဘွန်ဆိုင်တွေပေါ့နော်နောက်နံပါတ်7အိမ်မွေးတိရစ္ဆာန်နဲ့မုံအသုံးဆောင်ပစ္စည်းတွေဒီမှာပြန်ထားတဲ့လုပ်ငန်းဆိုရင်ဒါခွေးအတွက်ပေါ့နော်အစားအစာလုပ်နေတာသူကအသားနေပါတွေကိုတမတေချာလေးလုပ်ပြီးတော့ခွေးမုံတို့ကြောင်မုံတို့ခွေးစာတို့မှာခွေးဆိုရင်အရင်ကြိုက်တယ်နော်အဲ့ဒီဟာတွေကိုထုတ်လုပ်ပြီးတော့ရောင်းချတာတွေခွေးအတွက်ခြေအိတ်လက်အိတ်စဟာတွေချုပ်ပြီးရောင်းချလို့ရတယ်ကြောင်တွေအတွက်လည်းအဲ့လိုပဲအများကြီးလုပ်လို့ရတယ်နောက်နံပါတ်9ကတော့ဝန်ဆောင်မှုနဲ့အထွေတွေနံပါတ်18 personal shopper နေကလူတွေအတွက်ရန်ကုန်ကဒိုင်းကြီးတွေမန္တလေးကဒိုင်းကြီးတွေအထည်ဝယ်ပေးတာတွေလုပ်လို့ရတယ်ကားဂိတ်တင်ပေးပြီးတော့ commission တစ်ခုယူလုပ်လို့ရတယ်နောက်နံပါတ်19ကကျတော့ planning နဲ့ဆိုင်တဲ့မွေးနေ့ပွဲတို့မင်္ဂလာပွဲတွေအတွက်လိုအပ်တဲ့ပန်းပြင်တာတွေနေရာပြင်တာတွေအိမ်ပြင်တာတွေအဲ့ဒါတွေကို service တစ်ခုအနေနဲ့လုပ်လို့ရတယ်နောက်နံပါတ်20ကကျတော့ stock share နဲ့ဆိုင်တဲ့ digital ငွေကြေးရောင်းဝယ်ဘခုတူတာရှိဖို့လိုတယ်တေချာလေးလေးလာထားဖို့လိုတယ်အယောင်းဝယ်လုပ်ရင်သတိထားစရာရန်ကိုလိုအပ်ပါတယ်ကိုကတေချာလေးမလုပ်ထားဘူးဆိုရင်ကို့မှာရှိတဲ့အရင်းအနှီးတွေပျောက်ဆုံးသွားနိုင်တယ်ကုန်ဆုံးသွားနိုင်လို့ပါမန်20ကတော့အင်ရှင်မတွေအတွက်အရန်တင်တော်တဲ့ admin တွေအတွက် reply ပြန်ပေးတာ customer service ပေးတာ company တွေချိန်ပြီးတော့စာတွေရိုက်ပေးတာအများကြီးလုပ်လို့ရတယ်ဘာသာပြန်လုပ်ပေးတာအများကြီးလုပ်လို့ရတယ် admin reply နေနဲ့ပတ်သက်တာတွေနဲ့ပတ်သက်ပြီးတော့ service ကြီးတွေယူပြီးလုပ်လို့ရတဲ့လုပ်ငန်းပဲဖြစ်ပါတယ်အခု20တဲ့ကမိမိမှာရှိပြီးသားကျွမ်းကျင်မှုနဲ့ကိုက်ညီတဲ့အချက်3ချက်လောက်ကိုရွေးထုတ်ပြီးတော့လုပ်ကြည့်ပါစီဝါရလာစလုပ်တယ်ဆိုရင်အခက်ခဲတွေနည်းနည်းလေးအစင်မပြေရတာတွေစိတ်ဆင်းရဲတာတွေကတော့ရှိနိုင်ပါတယ်ကိုယူနိုင်တဲ့ကိုခံနိုင်တဲ့ risk ကိုယူပြီးတော့စဖို့အနေနဲ့ကတော့အကြံပေးချင်ပါတယ်ငွေဝင်လမ်းကြောင်းတွေအများကြီးတိစောက်နိုင်ပြီးတော့စီးပွားရေးတွေအများကြီးအဆင်ပြေကြပါစေလို့ဆုတောင်းပေးပြီးဗီဒီယိုလေးကိုဆောင်တက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နင်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီး comment လေးမှာတစ်ခုရေးခဲ့ပေးဖို့ဆိုချင်ပါတယ်ရှင့်